ဝင်က New Year ကိုဘယ်လိုဖြတ်တန်းရလဲ မက်ကမလင်းခင် mask ကမယ် New Year တော့မလို့ပါဒီမှာ migration လာတယ်ဒီနေ့အစီအစဉ်မပြတ်ပါစေနဲ့အခုကတော့တမျိုးလိုသေးရယ်ကောင်းလဲမယ်အားရှိအောင်ကျိုးဘာညာစားရအောင်ပါအခြားလူကမိုးချုံမှလာမှာခေမဝင်းတယောက်တည်းပဲစောစောလာတယ်ဆယ်လီလွှဲတာလွယ်တဲ့ထင်နေရလားဗီဒီယိုတွေပဲညာလာရရမှာမိုးတောင်ချုပ်နေပြီရိုက်လို့ကမပြီးသေးဘူးခေမဝင်းကအမှန်ဆိုလူကြောက်တယ်တိလားရှက်လက်ရှက်တက်တယ်ဒါပေမဲ့အလုပ်လုပ်ရမှာမလို့မျက်နှာပြောင်နေတာခေမဝင်းရောအဲ့လိုအဆက်တွေပဲကြိုက်တယ်ရှမ်းပြည်မြောက်ပိုင်းကိုခံရလူတွေဆိုသိမယ်နော်ဒါဘတို့ဟာလေခမားရီတို့ရဲ့ဆီယာမအချင်းကရောက်နေပြီနော်ဒီနေ့ကသူ့ကိုမိုးအောင်တိုက်ချင်တယ်ဒါပေမဲ့မတိုက်ရဲဘူးလက်တီးနဲ့ထိုးခံရမှာဆိုလို့ဟုတ်စမ်းမချမ်းရာရပြန်ရလားခုနကနေကအကောင့်တောင်းမရှိလို့53နဲ့33ရဲ့ CB ဘာကိုပြောင်းလာနေရပြောင်းရင်ပြောင်းတယ်လို့လိုက်ရမှာပဲအလုပ်အရင်စူးစမ်းရလို့ဆိုတော့ခေမဝင်းအလုပ်ပြီးသွားပြီဆိုရင်မင်းတို့ကကြက်တတိထားလိုက်တော့နော်တောက်ရတော့မှာကိုရိုဝိုင်းအတွက်ဆမအချင်းကိုစားပြောခိုင်းတယ်ပါစမဘာတွေပြောရမှန်းမသိဆမအချင်းက SK မှာဝင်ရ HSHE ပေါ့ဆမအချင်းရှုံဆမအချင်းရှုံဆမအချင်းရှုံကိုရှုံလိုက်ဒီတငယ်ချင်းကို New Year ကောင့်ထောင်းလုပ်ခိုင်းချင်လို့သူ့ကိုတိတ်မတောက်ခိုင်းတော့ခါတိုင်းဆိုရင်သူကျွတ်နေပြီဆမအချင်းကကိုလက်ဆောင်ဖောက်နေကြာလို့ရဲသူတန်းဖြဲပလိုက်တာအဲ့ဒါကြောင့်မလို့လေဆမအချင်းကိုမင်းတို့တင်းတိုက်ရဲလားမစိုးပဲငါတို့ဝိုင်းအရုပ်3ခုတောင်လက်ဆောင်ရတယ်တော့မန္တလေး5333လမ်းရဲ့ CPR ပါဒီနေ့လူရမ်းစီရပဲလောလောဆယ်ကမကျွတ်သေးဘူးထိုင်ထားရပဲနဲ့လုံနိုင်သေးရဲ့နော်အေးကြည်ထားအောင်